အဲ့လိုအားလား ဟုတ်အားပါရင်ပါ မမပြောချင်ရှိလို့မနေ့ကမောင်လေးဆက်ပြတဲ့ဒီဇိုင်းဟာလေအဆင်ပြေတည်တာဒါမဲ့လေအမတို့ကုမ္ပဏီလိုကိုကြီးကြီးလေးထားပေးလို့ရတာမဟုတ်ရင်ဘယ်ကနေအဲ့လိုခေါ်လို့ခေါ်နေမှမသိဖြစ်နေမှာဆိုတော့ ဟုတ်အဲ့လောက်ကဒီမှာအနေမတော်တာလေ ဟဲ့အနေမတော်ဘူးမောင်လေးနည်းနည်းလေးထပ်ကြည့်ပေးပြီးတော့မောင်လေးတို့ marketing manager ကလည်းမရသေးရောလေအမတို့ HR အနေနဲ့ကကုမ္ပဏီနဲ့ပြပြီးတော့လူခေါ်နေရဆိုတော့အခုလိုခဏခဏလာပြောရလေအားနာရည်တည်လားဒါမဲ့လူကိုနည်းနည်းလေးထပ်ကြည့်လိုက်နော် ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်ကြည့်ပေးထားလိုက်ပါမယ် Okay. Anime Internet. A few moments later. ဟောလေဟောလေထည့်ဒီဇိုင်နာ ဒါများဟုတ် မောင်လေး dry လေးထည့်ထားတဲ့ဒီဇိုင်းလေးမှာကုမ္ပဏီလိုကအရင်ကြီးနေနော်အဲ့လေးလည်းတော့တီးပြီးလို့ရမလားဘာလို့ဆိုတော့ Facebook ပေါ်တင်လိုက်တဲ့အခါမှာအရင်ကြီးနေလူစိတ်ဝင်စားမှုရှိမှာဆို အော်ဟုတ်ကဲ့ပါအဲ့ဒါလေးဟိုက HR ပိုင်းမှာကျွန်တော်ကြည့်ပေးပါဆိုရင်ကြည့်ပေးလိုက်တယ် အော်မောင်လေးရဲ့ HR ဆိုတာဒီလစာဖြစ်ဖို့နဲ့ attendance မှန်စစ်ဖို့ပဲတည်တာအမတို့ကအမြင်မှဖြစ်တဲ့အတွက်အဲ့ဒါမျိုးကိုပို့တည်တယ်လူစိတ်ဝင်စားမှုရှိမှအလုပ်လာလျှောက်ပါလေဒီတိုင်းကြီးနေလူစိတ်ဝင်စားမှုမရှိဘူးဆိုလို့ရှိရင်အလုံးလာလျှောက်တဲ့မရှိဘဲနေပါဘူးပြီးတော့နောက်ခုရှိတာ ဟုတ်မသိရတယ်မှာအဲ့ဒါဆိုရင်ကျွန်တော်ဒီဟာလေးကုမ္ပဏီလိုကိုတေးပေးလိုက်အဆင်ပြေရတယ်မှာ ရတယ်လုပ်ပြပါအောင်နော်အဲ့ ဟုတ်ကဲ့ဟိုကျွန်တော်လုပ်ပြီးသွားလို့ချင်းအဲ့ဒါလေး try ချက်ပြန်ထည့်ပေးရမယ်နော် ဒါသွားပြီနော် ဟုတ်ကဲ့ One eternity later. မောင်လေး logo လေးကြည့်ပေးပါဦး မောင်လေး logo လေးသေးပေးပါအောင် မောင်လေး logo လေးကြည့်ပေးပါ မောင်လေး logo သေးပေးပါအောင် မောင်လေး logo လေးကြည့်ပေးပါ မောင်လေး logo လေးသေးပေးပါအောင် မောင်လေး logo လေးကြည့်ပေးပါ မောင်လေး logo သေးပေးပါအောင်